အရင်ဆုံးကျွန်တော်တို့အဲ့လိုပေါ်လာရေး English ကိုရွေးပါ CDM ကိုရွေးချယ်ရမှာဖြစ်ပါတယ်အဲ့ဒါကိုတစ်ချက်နေအဲ့ဒီမှာကျွန်တော် yes ကိုထည့်နေပါမယ်ပြီးရင်ကျွန်တော်ဒီမှာ cash payment ဆိုရအောင်နှိပ်မယ်ပြီးရင် max payment ဆိုရအောင်ထည့်နှိပ်မယ်ပြီးရင်ကျွန်တော်အဲ့ဒီမှာကုတ်ထည့်ရပါမယ်ကျွန်တော် metric အားလုံးကတော့056ဖြစ်ပါတယ်ကုတ်အားလုံးအတူတူပါပဲပြီး yes ကိုနှိပ်ပြီးကျွန်တော်ဒီမှာ ban number 16လုံးကို metric ကတည်းက ban number 16လုံးကိုရိုက်ထည့်ရမှာပါရိုက်ထည့်ပြီးပြီဆိုရင်ကျွန်တော် yes ကိုနှိပ်ပါ yes ကိုနှိပ်ပြီးဒီမှာတော့ကျွန်တော်ရဲ့ metric ကလောက်တဲ့ခါမှာတုံးပြထားတဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီးတာနဲ့ကျွန်တော်တို့ yes ကိုထည့်နှိပ်လိုက်ပါဒီမှာတော့ yes နှိပ်ပြီးဆိုကျွန်တော်တို့ metric က ban number ရဲ့ဖုန်းနံပါတ်ရဲ့မှန်လားမလားကြည့်ပါပြီး confirm ဖြစ်ပါပြီအဲ့ဒီမှာပတ်စံထည့်လို့ရပါပြီခင်ဗျာပတ်စံထည့်လိုက်ပါပတ်စံထည့်ပြီးတဲ့နောက်ကျွန်တော် confirm ကိုထည့်နှိပ်လိုက်မယ်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ခဏစောင့်လိုက်ပါခဏစောင့်ပြီးဒါဆိုရင်ကျွန်တော်တို့အဲ့လိုလေးပေါ်လာပါတယ်ကျွန်တော်ပတ်စံထပ်ထည့်မယ်ဆို add cash ကိုနှိပ်မထည့်တော့ဆို yes ကိုနှိပ်ပါဆိုရင်ကျွန်တော်တို့ဒီမှာစစ်ထွက်လာပါပြီ